EV ဟုတ်တယ်ကျွန်တော်ကြတော့အဲ့လိုကွာ EV ကားလည်းစီးတယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲကွာကားကိုရှုံးတာတွေမြတ်တာတွေဂိူးကိုမဆိုင်ဘာလို့ဆိုတော့ကွာဟိုမြို့ထဲစီးမယ်ဆိုရင် EV ကားစီးရယ် highway ကြတော့ 4wheel စီးတယ်ကွာဆိုင်ကယ်လည်းအဲ့လိုပဲဘိုင်လို့မဟုတ်ဘူးဝါသနာပေါ့နော်ဆိုင်ကယ်ကြတော့ကွာအစုံစီးမှုကျင်တာ EV ကဘယ်လိုရတာလဲပေါ့နော်ဟိုဒါပေမဲ့ဟာလီစီးနေတဲ့လူကတော့ EV ကတော့မကြိုက်ဘူးပေါ့ကွာဘယ်လိုပြောမလဲဆိုင်ကယ်နဲ့ပတ်သက်ရင်တော့ဟိုကောင်နဲ့အင်ဂျင်ဒုံလုံးတိုင်းကြီးကြိုက်တာကိုကျွန်တော်ကြတော့အဲ့အင်ဂျင်တိုင်းနားထောင်ပြီးမှဆိုင်ကယ်စီးရတော့ကြိုက်တာလေ EV ကဘာတမ်းမှမချတာရှူနဲ့သွားတာကြီးကိုအဲ့တော့ EV ကားနဲ့ပတ်သက်ရင်တော့ဟိုကျွန်တော်တော့တူရှုံးတာတွေမြတ်တာဖြစ်နေကျွန်တော်တော့စီးမှာဟို EV ကားကိုကျွန်တော်စစီတော့ကီလို3000လားပဲရှိတယ်အခု2000ကျော်တယ်စာမရောက်ဘူးထားတယ်ရောက်လဲရှုံးမှာပဲရှုံးမှတူတော့စီးမှာပေါ့စီးဖို့တော့ဝယ်ထားတာလေကားဆိုတာဟိုရှုံးတာမြတ်တာသူနဲ့ပဲကျွန်တော်ကဒါစီးပွားရေးလုပ်တာလည်းမဟုတ်ဘူးသုံးတာကွာသုံးဖို့အတွက်စီးတာချဟိုဒီမှာဘာဖြစ်လဲဆိုတော့ဟိုလိုကားဆိုရင် investment ပုံစံစီးနေတာပေါ့လွဲနေအဲ့တော့သူများနဲ့ကိုမတူအောင်နေတာအဲ့လိုသူများနဲ့တူနေရတဲ့ဘဝကြီးကိုမကြိုက်ဘူးကွာဒါပဲဟိုသူများတော့မလိုက်ဘူးကိုလှုပ်ချင်တာကိုလှုပ်တယ်ကိုစိတ်ချမ်းသာတာတော့ကိုလိုက်တယ်အဲ့တော့ကျွန်တော်ဆိုင်ကယ်တွေကမြန်မာနိုင်ငံမှာဘယ်သူမှမစီးရဆိုင်ကယ်ကိုတယောက်စီးရအဲ့တော့အဲ့လိုပဲဟာလီမာဆိုလည်းပန်ဆိုရင်ဘယ်သူမှမစီးဘူးအဲ့စီးတာပဲကျွန်တော်စာစီးတာပဲဟာပူလို့ရေပြောဘာလို့ပြောခုလဲဒီ low rider SD ဆိုရင်ကျွန်တော်ဆိုင်ကယ်ကဒစီးရှိတာဒါပဲမြန်မာနိုင်ငံမှာလောလောဆယ်တော့မရှိသေးဘူးဒါပဲအဲ့တော့ဘယ်သူမှလည်းမစီးဘူးလေမဖြစ်တော့ကွာမဖြစ်တော့ကိုစီးတယ်ကွာသိန်းတစ်ထောင်နဲ့စီးတယ်ကိုကြိုက်လို့ကိုစီးရကွာမဖြစ်တော့ဆိုင်ကယ်ကားလဲဝယ်တာပဲကွာ EV ကားလဲဝယ်တယ်ကွာရှုံးကွာမဖြစ်တော့ဆိုတော့ဟိုဘယ်လိုပြောမလို့ဟို feeling တော့မလိုက်ဘူးပေါ့နော်ဘာလို့ဆိုတော့ဟိုစိတ်ချမ်းသာအောင်လိုက်တာပေါ့အဲ့ဒါလည်းအချိန်တစ်ခုပေးရတယ်ကိုစိတ်ချမ်းသာလုပ်ဖို့ဆိုတာကြတော့ကိုကဆုံးရှုံးခံနိုင်တဲ့ပုံမူတည်တာကွာမင်းဘယ်လောက်ထိဆုံးရှုံးခံနိုင်လဲမင်းသိန်း10သိန်းလောက်နဲ့မင်းအေးပြတ်တယ်ဆိုရင်တော့မင်းတက်မလာနဲ့တော့ဟိုမှာသိန်း9လောက်ရှုံးခံနိုင်လားတက်မလာနဲ့မင်းသိန်း1000လောက်ရှုံးခံနိုင်လားအေးအဲ့လိုအဆင့်ရောက်လာရင်ဆိုရင်အဲ့မှာဘာလုပ်လဲဆိုတော့ feeling တော့လိုက်လို့ရသွားပြီမင်းသိန်း1000လောက်ရှုံးလဲမင်းအေးမပြတ်ဘူးအေးစေးပဲအဲ့လိုမျိုးနေနိုင်တဲ့ဘဝရောက်သွားပြီဆိုရင်တော့မင်းသိန်း1000နဲ့ခေါင်းနဲ့ဟင်းဆိုင်တော့အေးမဖြတ်တော့ဘူးကွာအဲ့ချိန်ကျရင်ကိုလှုပ်ချင်တာလှုပ်လို့ရပြီအဲ့အတွက်အချိန်တကူပေးရမယ်စူးစမ်းရမယ်ဟိုဘယ်လိုပြောမလဲကွာဟိုချိန်ပေးရတာပေါ့နော်ခုချိန်မှာလူတွေကဘာဖြစ်လဲဆိုတော့ဟာချက်ချင်းကြီးဒါချမ်းသာတယ်ဘာညာ sorry ပဲနော်တော့ဒီဓာကြီးစောင့်နေတယ်ဓာကြီးဝယ်ထားတာဖြစ်ရင်ကိုဗစ်မတိုင်မီနဲ့ဝယ်ထားတယ်စောင့်နေတယ်နှစ်ကြော်နေပြီခုမှနော်TikTok မှာခုမှကဲထားပါလူသိတယ်ပဲထားပါတော့ကွာနော်ထားပါတော့6လတစ်နှစ်တောင်မပြည့်သေးဘူးကျွန်တော်ဒီ TikTok တက်လာတာမှ6လကျော်ရှိသေးတာဒီ6လနဲ့ကျွန်တော်ဘယ်လိုချမ်းသာမှာတော့တထေးဘယ်လိုဖြစ်မှာတော့ဒီဆိုင်ငယ်တွေကကျွန်တော်စီးလာတယ်ဒီလိုမျိုး big bike လို့ခေါ်တဲ့ဆိုင်ငယ်ကြီးတွေပေါ့နော်သိန်း100နဲ့ထက်ဆိုင်ငယ်ကြီးတွေကကျွန်တော်စီး30ကျော်ဝယ်ဘူးတယ်ကွာကဲတွက်ကြည့်ပြန်ရင်100နဲ့တွက်ကြည့်ကျွန်တော်ဆိုင်ငယ်ဘိုးနေသိန်း3-4တောင်ရှိတယ်ကားမနီးပေါ့ကွာတဲ့မလားအဲ့တော့ဒါတွေကကြွား